ကံကောင်းခြင်းနဲ့မကောင်းခြင်းအကြောင်းတရားဒေသနာတော်လောကလူသားတွေပြောစားလေးရှိတယ်ကံကောင်းတယ်ဘယ်သူကတော့ကံကောင်းတယ်ဘယ်သူကကံမကောင်းမှုနဲ့ကံကောင်းခြင်းမကောင်းခြင်းကိုတုတည်ပြီးတော့ပြောတယ်ညမလူမျိုးတွေတင်ပြောတာမဟုတ်ဘူးနိုင်ငံသားကအနောက်တိုင်းကဥရောပကလူတွေလည်းပဲကံကောင်းတယ်ကံမကောင်းမှုဆိုတဲ့စကားလုံးကိုသူတို့လည်းပြောကြတယ်ဆုတောင်းပေးကြတယ်အင်္ဂလိပ်စကား luck ဆိုတဲ့စကားလုံး good luck လူတွေပြောကြတာအဲ့ဒီလိုကံကောင်းပါစေလို့ဒီလိုလူတွေဟာဆုတောင်းကြမြန်မာလူမျိုးတွေလည်းကံကောင်းပါစေလို့ဆုတောင်းကြအဲ့ဒီကံကောင်းခြင်းနဲ့မကောင်းခြင်းဆိုတာဟာဘာနဲ့သက်ဆိုင်တယ်လဲအမှန်ကန်သိရအောင်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေနာယူမှတ်သားဖို့လိုအပ်တယ်ပေါ့လောကလူတွေကတော့ကံကောင်းပါစေလို့ဆုတောင်းလိုက်တာနဲ့လေကံကောင်းသွားတယ်လို့ရှုံကြည်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မိမိလုပ်ငန်းတွေအဆင်ပြေနေလို့ရှိရင်လည်းကံကောင်းတယ်လို့ပြောကြတယ်ဒီနေရာမှာပါဠိဘာသာနဲ့လက်ခီဆိုတဲ့စကားလုံးတစ်ခုရှိတယ်လက်ခီဆိုတာတိရိနတ်သမီးကိုရည်ညွှန်းတဲ့စကားလုံးလည်းရှိတယ်ပေါ့နတ်သမီးအိန္ဒိယအတန်နဲ့ပြောမယ်ဆိုလက်ချမီလို့ပြောမယ်သဘောရှိတယ်လက်ခီဆိုတာจิตတည်ရှိတယ်ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်ဆိုတဲ့အိန္ဒိယနိုင်ငံသားတွေယုံကြည်ကြတဲ့နတ်သမီးသို့တော့နောက်တစ်ခုကတော့လက်ခီဆိုတဲ့စကားလုံးဟာစီးစိမ်ဥစ္စာတိုးတက်မြင့်မာခြင်းအောင်မြင်ကျင့်ပွားခြင်းလို့အဓိပ္ပာယ်ရစီးစိမ်ဥစ္စာတိုးတက်ခြင်းအောင်မြင်ကျင့်ပွားခြင်းကိုလည်းလက်ခီလို့ခေါ်တယ်အဲ့ဒီလိုလောကမှာစီးစိမ်ဥစ္စာတိုးပွားခြင်းအောင်မြင်ခြင်းကိုကံကောင်းတယ်လို့ပြောလို့ရှိကြတယ်ပေါ့အဲ့ဒီလိုကံကောင်းမှုရာအတွက်ဘယ်အရာကကံကောင်းမှုကိုဖြစ်စေတာလဲဘယ်အရာကကံမကောင်းမှုကိုဖြစ်စေတာလဲမြတ်စွာဘုရားရဲ့သာဓကဒေသနာတော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်မှတ်သားစရာတစ်ခုကတော့ဘာတော့ဆိုအတ္တနာကုရုတေလက်ခိန်ကံကောင်းခြင်းဟာကိုလှုပ်တာပဲဖြစ်တယ်ပေါ့လောကလူသားတွေကံကောင်းအောင်လေကိုယ်တိုင်လှုပ်ကြတာပဲဖြစ်တယ်ပေါ့အလက်ခိန်ကုရုတတ္တနာကံမကောင်းမှုဆိုတာလည်းပဲဘသူမပြုတ်မိမိမှုကိုလှုပ်တာပဲဖြစ်တယ်လို့နာဟိလက်ခိန်အလက်ခိန်ဝါအညောအညတ္တကာရကာကံကောင်းမှုကံမကောင်းမှုဆိုတာတစုံတစ်ယောက်သောပုဂ္ဂိုလ်ရဲ့ကံကောင်းမှုတစုံတစ်ယောက်သောပုဂ္ဂိုလ်ရဲ့ကံမကောင်းမှုတွေကိုတခြားသူတစ်ယောက်ကလှုပ်တာမဟုတ်ဘူးတဲ့ကိုယ်တိုင်ပဲလှုပ်တာဖြစ်တယ်လို့ဆိုတာဒီဒေသနာသာဓကဒေသနာထဲမှာမှတ်တမ်းတင်ထားတာရှိတယ်ဒီနေရာမှာအင်္ဂလိပ်စကားလုံး luck တို့ lucky တို့နဲ့လက်ခီနဲ့ဟာအတန်ချင်းသွားတူအဲ့ဒီလိုအတန်တူပြီးတော့စကားလုံးဆင်တာတွေဟာပါဠိဘာသာကစကားလုံးတွေဟာအင်္ဂလိပ်ဘာသာမှာလည်းပဲရောက်ရှိနေတာတွေတွေ့ရတယ်ပေါ့ဘာသာစကားကိုလေ့လာကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဆိုလို့ရှိရင်ဘာကြောင့်တူတယ်လဲအကြောင်းမဲ့တူတာလားအဓိပ္ပာယ်ရောတူတာလားအတန်မဲ့တူတာလားလို့ဆိုမဟုတ်ဒီနေရာမှာလက်ခီအလက်ခီဆိုတဲ့စကားလုံးနဲ့လက်ကီတို့လက်တို့ဆိုတာတူနေတယ်ဘာကြောင့်တူတယ်လဲလို့ဆိုရင် Indo-European language လို့ခေါ်တယ်အိန္ဒိယဘာသာစကားနဲ့ဥရောပဘာသာစကားတွေရဲ့ဆက်နွယ်မှုဆိုတာရှိတယ်သွားကိုပါဠိလိုဒန္တလို့ခေါ်တယ်အင်္ဂလိပ်လည်းပဲသွားဆေးကန်းကို dental clinic
သူတို့ခေါ်တာအဲ့တော့ဒီစကားလုံးနှစ်ခုကလည်းသွားတူတာပဲကင်းချေများဆိုတဲ့အကောင်ကိုပါဠိဘာသာမှာတတ္တပတိလို့ခေါ်တယ်အဲ့ဒီတတ္တပတိပဲအင်္ဂလိပ်စကားလုံးကြတော့အတန်တွေလေးပဲပြောင်းသွားတာcentipede ဒီလိုခေါ်တယ်သူတို့လေcentipede အဲ့တော့အဓိပ္ပာယ်ရောစကားလုံးရောသွားတူတာဟာအကြောင်းမဲ့တော့မဟုတ်ဘူးဆက်သွယ်မှုရှိတယ်အင်္ဂလိပ်တွေသုံးတဲ့ဆူတောင်းတဲ့အခါမှာလူတွေပြောလို့ရှိကြတယ် good luck with you လို့မင်္ဂန်ကောင်းပါစေခံကောင်းတဲ့လူဗမာတွေကပြောတယ် lucky ကောင်းတယ်လို့ပါတော့ပြောတယ်အဲ့တော့ပါဠိစကားလုံးမှာလည်း lucky ဆိုတဲ့စကားလုံးရှိတယ်စီးပွားဥစ္စာတွေတိုးတက်တာအောင်မြင်တဲ့ကြီးပွားတယ်လုပ်ငန်းတွေအောင်မြင်တဲ့ကြီးပွားတယ်အဲ့တော့ဒီစကားလုံးကိုသုံးနှုန်းပြီးတော့ဖော်ပြကံမကောင်းမှုဆိုတာကြတော့လေသူတို့က bad luck လို့သုံးပြန်တယ်အဲ့ဒါကြတော့ကံမကောင်းမှု luck ဆိုတဲ့စကားလုံးကိုကောင်းတဲ့ကံလို့ဆိုလိုတော့လေရှေးကမကောင်းမှုဆိုတဲ့စကားလုံးထည့်လိုက်တဲ့အခါကျတော့ကံဆိုးတယ်သူတို့စီမှာလည်းယုံကြည်မှုရှိကြတယ်ကံမကောင်းမှုဆိုလို့ရှိရင်ပမာတွေဘာလို့ကြလဲကံကောင်းအောင်ရေရရာခြေကြတယ်ပေရင်ဆရာစီသွားပြီးတော့ပေရင်မေးပြီးတော့ပေရင်ဆရာကဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ညွှန်လိုက်တယ်တော့ကံမကောင်းလို့ရှိရင်ရေရရာခြေကြတယ်အဲ့တော့နောက်တိုင်းမှာရောဥရောပမှာရောရေရရာခြေတယ်ဆိုတာရှိသလားမေးစရာရှိတယ်သူတို့မှလည်းရေရရာခြေတာတွေရှိတယ်ရေရရာခြေတယ်ဆိုတဲ့စကားလုံးကိုသူတို့ဘာသာစကားနဲ့အနိစ္စဆုံးပြမယ်ဆိုရင်တော့သူတို့ပြန်ထားတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင် to keep away bad luck to keep it bad luck away လို့သူတို့ပြန်နေတယ်to keep it bad luck away ကံဆိုးကိုတခြားပုတ်ပြစ်တယ်ကံကောင်းအောင်သူကယူတာ keeping bad luck away ဆိုတဲ့ကံတွေကိုတခြားပုတ်ပြစ်လိုက်တယ်ရေရရာခြေလိုက်တယ်ပေါ့ကံကောင်းအောင်လုပ်တယ်သူတို့စီမှာကံကောင်းတယ်ကံမကောင်းမှုဆိုတာလေးတွေဟာတချို့ကိစ္စတွေမှာအပေါ်ယံကိစ္စလူတွေရဲ့အယူဆလေးတွေရှိတယ်ထမင်းပွဲမှာအတူထိုင်ကြရင်လှမ်းပြီးတော့စားဘူးလေးဒီဘက်ကမ်းလိုက်စမ်းပါလို့ပေးလိုက်စမ်းပါလို့တယောက်ကတောင်းတယ်လှမ်းပေးလိုက်တဲ့အချိန်မတော်တဆစားဖိတ်သွားတယ်ဆိုရင်သူကကံမကောင်းမှုလို့ယူဆမြန်မာပြည်မှာလည်းပဲဒီလိုကံကောင်းတယ်မကောင်းဘူးဆိုတဲ့အယူဆလေးတွေဟာရှိတယ်ပေါ့နော်ဒါကတော့ရသော်ဘုရားတရားနဲ့မဆိုင်ဘူး tradition လို့ခေါ်တဲ့လူတွေရဲ့ယုံကြည်မှုအစဉ်အလာနဲ့သာဆိုင်တယ်ပေါ့တချို့ကိစ္စတွေကရောထွေးနေကြတာဘုရားရဲ့အဆုံးအမစစ်မှာဒါမျိုးတွေမရှိဘူးအဲ့တော့အဲ့ဒီစားလေးဖိတ်ဆင်သွားလို့ရှိရင်ဘာလို့ရတော့ဆိုစားခွက်ထဲကစားလေးကိုယူပြီးတော့လက်ဝဲဘက်ကနေပြီးနောက်ကိုနည်းနည်းလောက်ပက်လိုက်လို့ရှိရင်ရေရရာခြေသွားတယ်လို့ယူဆပြန်အဲ့ဒီနေရာမှာသူတို့သုံးတာစားကလေးကိုနီးငယ်ယူလက်ဝဲဘက်ကနေပခုံးကိုကြော်ပြီးတော့နောက်ကိုစားလေးနည်းနည်းပက်လိုက်လို့ရှိရင်ကံမကောင်းတာတွေပြေပြောင်းသွားတယ်to keep bad luck away လို့ဆိုပြီးတော့ရေရရာခြေတယ်ပေါ့အဲ့တော့အဲ့ဒီနီးတွေနဲ့ရောတကယ်ပဲအောင်မြင်နိုင်သလားဆိုတော့စိတ်ချရတဲ့နီးလည်းမဟုတ်ဘူးသိကြတဲ့နီးလည်းမဟုတ်ဘူးမြတ်စွာဘုရားတရားတော်အရာဆိုလို့ရှိရင်ကံကောင်းခြင်းမကောင်းခြင်းဟာကိုယ်ပဲလှုပ်တာလို့ဒီမှာပြောထားတယ်အတ္တနာကုရုတေလက်ခေစီပါဥစ္စာတိုးတက်ပြီးအောင်မြင်ကြီးပွားဖို့ဘယ်သူလှုပ်တာတော့ကိုယ်တိုင်ပဲလှုပ်တယ်အေးစီပါဥစ္စာတွေပျက်စီးပြီးတော့ကံမကောင်းအကြောင်းမလှဖြစ်ရတာရောဘယ်သူလှုပ်တာတော့ဆိုကိုယ်တိုင်ပဲလှုပ်တယ်
nahi lekhain alekhain wa inyo inyata karaka လူတယောက်ကံမကောင်းအောင်ကံကောင်းအောင်တခြားတယောက်ကလုပ်ပေးနိုင်ဖို့မရှိဘူးတဲ့အနောက်ရှက်ပေးလို့တော့ရကောင်းရမှာတကယ်ကံဆုံးမှုမောင်ကြတော့လုံးလို့မရဘူးလို့သူတို့ဆိုလို့တယ်ပေါ့ကံကောင်းနေတဲ့ပုဂ္ဂိုလ်တွေကိုလုံးလို့မရအဲ့တော့ကံမကောင်းရခြင်းဟာမိမိနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမှတ်ကြမှာဖြစ်တယ်ပေါ့ဒါဖြင့်ကံကောင်းမှုအစစလူလောကရောက်လာလို့ရှိရင်ကံကောင်းအောင်ဘာတွေလုပ်ရမလဲလူတိုင်းဟာကံကောင်းကြကြတယ်ကံကောင်းတယ်ဆိုတာလက်ခီးဆိုတဲ့စကားလုံးဓနုကံတတံပတ္တိစီဝါဥစ္စာတွေတိုးတက်လာတယ်မြင့်မားလာတယ်လောသမြတွေအောင်မြင်လာတယ်ကြီးပွားလာတယ်အဲ့ဒီလိုကံမျိုးတွေကံကောင်းလာတယ်လို့လူဟာအဲ့ဒါလို့ကံကောင်းလာအောင်ဘာတွေလုပ်ရမလဲမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်တွေထဲမှာဒါတွေဟာပါရှိတယ်ဘုရားဘာသာဝင်သူတော်စင်တွေကမြတ်စွာဘုရားအဆုံးအမကိုအနည်းငယ်များတာသိတယ်မြတ်စွာဘုရားအဆုံးအမဟာအလွန်များတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အဆုံးအမလူမှုရေးနဲ့ပတ်သက်တဲ့အဆုံးအမနိုင်ငံရေးနဲ့ပတ်သက်တဲ့အဆုံးအမပစ္စုပန်ဘဝမှာကြီးပွားတိုးတက်ဖို့ဆိုတဲ့အဆုံးအမတွေအပြင်ဤဘဝကြီးချမဲ့နိုင်ဆိုတဲ့နောက်ဘဝထီအောင်မဲ့ဆုံးမအဆုံးအမတွေဟာပြည့်ပြည့်စုံစုံရှိတယ်ပေါ့ဒါရင်လားလို့ဆိုမကဘူးဒီဘဝနောက်ဘဝဘယ်ဘဝမှာမဖြစ်ဖဲနဲ့ဘဝကနေထွက်မြောက်ဖို့ဆိုတဲ့လွတ်မြောက်ဖို့ဆိုတာအတွက်လေနိဗ္ဗာန်ဆိုတာအတွက်လေမြတ်စွာဘုရားလမ်းညွှန်ပေးထားတာဖြစ်တယ်ပေါ့ဘယ်သူပဲပြုမိမိမှုဆိုတဲ့အတိုင်းပဲကိုကောင်းစားတာလဲကိုယ်ပေါ်မှာမူတည်တယ်မကောင်းစားဘူးဆိုတာလဲကိုယ်ပေါ်မှာမူတည်တယ်ကံကောင်းတယ်ဆိုတာလဲကိုယ်ပေါ်မှာမူတည်တယ်ကံမကောင်းမှုဆိုတာလဲကိုယ်ပေါ်မှာမူတည်တယ်ဆိုတာကိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေရမှတ်သားထားအဲ့တော့ဒီမှာသီရိကာလကဏီဆိုတဲ့ဇတ်ထဲမှာမှတ်သားစရာလေးတွေကိုပြောပြကံကောင်းခြင်းမကောင်းခြင်းနဲ့ပတ်သက်လာတဲ့မှတ်သားစရာကိုယ်ပေါ်မှာမူတည်တယ်ဆိုတဲ့အရာကံကောင်းမှုအတွက်ဘာတွေလုပ်ကြဘာတွေလုပ်ရအဲ့ဒီမှာယောစာပိတိတေအထဝါပိဩနေဝါဒတပေဒန္တတရိတပေစခုဒံပိပတံအဘိပုံယတပ္ပံရတ္တိဒီဝံယောတတတံနိယုတ်တောဆိုလိုရင်းကရာသီဥတုကအေးလွန်အားကြီးတယ်ရာသီဥတုကပူတယ်လေတွေတိုက်နေတယ်ချင်ကြိုက်တယ်နော်ထမင်းစားနေသေးတယ်ရေးစားတယ်အဲ့ဒီလိုအခက်ခဲတွေကိုဘာတစ်ခုမှမစင်စားပဲနဲ့အဲ့ဒါတွေကိုကြော်လွှားပြီးရတ္တိဓိဝါယောတတတံနိယုတ်တော်အလုတ်ချိုးစားတယ်လို့ဆိုအလုတ်ချိုးစားလောကမှာအလုတ်ချိုးစားမှုဟာအရေးကြီးဆုံးပဲလို့ဒါမှမဟုတ်ချိုးစားအထုတ်မှုဟာကိုယ့်အတွက်ကံကောင်းမှုပဲချိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းကံကောင်းလာကြတာဒါဖြစ်တယ်ပေါ့ဘာမှမရှိတဲ့ဘဝကကြွယ်ဝချမ်းသာတဲ့ဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အများကြီးမရှိတော့ထုတ်ဖို့ပြောလို့ရလောကကြီးမှာရှိတယ်တုံညဘဝကနေတက်ပြီးတော့ကြီးပေါ်တိုးတက်လာတဲ့ပုဂ္ဂိုလ်တွေဘယ်သူလှုပ်တာတော့ကိုယ်တိုင်လှုပ်တာပဲမြတ်စွာဘုရားကိုယ်တိုင်ကစီဝဥစ္စာဖြစ်ထွန်းခြင်းလို့ရှင်ဘာလို့ဥဋ္ဌာဏတမ္ပရာသူများတဲ့တက်တက်ကြွကြွကြိုးစားအထောက်မှုလို့အဲ့ဒါနဲ့ပြည့်စုံအောင်မယ်လို့ဆိုတယ်
ဒီဥဋ္ဌာဏတမ္ပရာဆိုတဲ့ကြိုးစားရမယ်ဆိုတဲ့ထဲမှာကြိုးစားရုံတက်လားလုံလဝိရိယတစ်ခုတည်းလားလို့ဆိုမဟုတ်ဘူးပညာအမြော့မြင်နေအကူအညီတွေများစွာပါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောထားတဲ့တရားစဉ်းစားကြည့်ဥဋ္ဌာဏတမ္ပရာလို့ဆိုတဲ့ထဲမှာဘာတွေပါတော့ဆိုဒက္ခလုပ်ငန်းကျွမ်းကျင်မှုပါရမယ်မကျွမ်းကျင်မနဲ့ကြိုးစားရင်တော့ရမှာမဟုတ်ဘူးဒါကြောင့်မို့လုပ်ငန်းကျွမ်းကျင်မှုဆိုတာပါဠိစကားလုံးကဒက္ခမြန်မာလိုပြရင်လုပ်ငန်းကျွမ်းကျင်မှုကျွမ်းကျင်လိမ္မာတယ်လို့သူတို့ပြန်အဲ့တော့လုပ်ငန်းကျွမ်းကျင်ပြီးတော့ဘာလိုအပ်တုံးလို့ဆိုတဲ့အခါဥပါယဝိမန္တာဥပါယဆိုတာနီလန်းဝိမန္တာဆိုတာစူးစမ်းဆင်ခြင်တတ်တဲ့အသိပညာအဲ့တော့အဲ့ဒီစကားလုံးတစ်ခုကိုခေတ်စကားလုံးနဲ့ပြန်လိုက်လို့ရှိရင်နီးပညာ technology ကိုပြောတာကြိုးစားအထုတ်တယ်ဆိုတဲ့အခါမှာ technology နီးပညာရှိဖို့လိုအပ်တယ်လို့ဆိုအဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1600ကဟောခဲ့တဲ့တရား technology နီးပညာရှိရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်အနလတ္တအပြည့်မထူဘူးဆွဲကောင်းတယ်အလံကာတုံအလံတံဝိဒတုံမိမိကိုယ်တိုင်လုံနိုင်စွမ်းရှိတယ်သူတစ်ပါးကိုလည်းစီမံခန့်ခွဲတတ်တယ်တံဝိဌာနဆိုစီမံခန့်ခွဲတာခဏခေတ်မှလူတွေဟာစီမံခန့်ခွဲတဲ့ပညာရှိတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်မှာလည်းစီမံခန့်ခွဲမှုပညာတွေရှိတယ်သို့သောအနောက်တိုင်းပညာရက်တွေကမြန်မာနိုင်ငံကိုလွှမ်းမိုးထားသည့်အတွက်ကြောင့်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲလို့လူတွေကထင်ကြမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားတော်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးစီးပွားဥစ္စာဘယ်လိုရှာရမယ်ဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးတော့ညွှန်ကြားပြသထားတာဖြစ်တယ်ပေါ့သို့သောမတရားစီးပွားရှာတာမျိုးတော့မြတ်စွာဘုရားပြောတာမဟုတ်ဘူးဓမ္မလတ္ထဓမ္မစီဝီဓမ္မလမ်းကြောင်းအတိုင်းဥပရိဘောင်တွင်ကလို့ဆိုလို့တယ်ပေါ့ခုခေတ်လို့ပြောမစဲဥပရိဘောင်တွင်ကစီးပွားရှာတယ်ဥပရိဘောင်တွင်ကအလုံးလုံးတယ်ဓမ္မဆိုတဲ့ကိုချစ်တရားမပြတ်ပြားတဲ့လမ်းကြောင်းကနေပြီးတော့ပညာရှာကြစီးပွားဥစ္စာရှာကြဒါမို့သေထာဝက္ခိတ္တေဟိဆိုတာအလုပ်ကြိုးစားတာကိုပြောတာချွေးထွက်တာမထွက်တာပြောတာမဟုတ်ဘူးသို့သောစာပေကျမ်းကမှာချွေးထွက်အောင်လုပ်ရတယ်ချွေးထွက်အောင်လုပ်မှအလုပ်လို့ဒီလိုပြောတာမဟုတ်ဘူးနားလည်ရမှာကအလုပ်ကြိုးစားတာကိုပြောတာသေထာဝက္ခိတ္တေဟိချွေးထွက်အောင်အလုပ်လုပ်ရဓမ္မိကေဟိဓမ္မလတ္ထေဟိဥဋ္ဌာဏဝိရိယဓိကတေဟိလုံလဝိရိယစွမ်းအားနဲ့ရထားတဲ့ပစ္စည်းလို့ဟောမြတ်စွာဘုရားကစီးပွားဥစ္စာကျိုးတိုးတက်ကြီးပွားဖို့အတွက်ဒါတွေကိုဟောကြားခဲ့တာပဲဖြစ်တယ်ပေါ့ဒါကြောင့်စီးပွားဥစ္စာတိုးတက်ခြင်းဆိုတဲ့ကံကောင်းမှုအတွက်ကိုယ်တိုင်ကြိုးစားအထောက်အမယ်ဒီစာတကမှာလည်းဒါကိုပဲရည်ညွှန်းထားတာဖြစ်တယ်ယောစာပိလူတယောက်ဟာကံကောင်းခြင်းနဲ့ဆိုရင်တီတေအထဝါပိအုံနေပူရအေးတယ်တွေထက်မတွက်နဲ့ဝါဒတပေလေဘူးနေဘူးတွေရှိနေသေးတယ်ဒန္တတရိတပေစမတေချင်းတွေပေါ်တယ်ဆိုတာတွေခုဒံပိပဒံဗိုက်စားရရင်ငတ်တယ်ဆိုတာတွေအဘိဘုံယတပ္ပံအဲ့ဒီတမန်ဒီခံစားချက်လေးတွေဒုက္ခလေးတွေကိုယ်တဏ္ဍမှာဖြစ်တာလေးတွေဒီအားလုံးကိုကြော်လွှားလိုက်တာဒါတွေကိုအလေးမထားပဲနဲ့ရတ္တိန်ဓိဝံနေရောညပါတတတံနိယုတ်တော်အမြဲတမ်းကြိုးစားအားထုတ်တယ်တဲ့ဒါအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်း
မကြိုးစားရင်တော့မရဘူးဆိုတာဒါသိချတယ်ပေါ့အဲ့ဒီမှာကာလကတင်္စနဟာပေတိအထံအချိန်ခါနဲ့ခက်အလိုက်အချိန်အလိုက်အကျိုးစီးပွားတွေမရရအောင်ကြိုးစားအထောက်တယ်အချိန်ခါပေးမှလည်းအလုပ်လုပ်လို့ရတယ်လေအချိန်ခါ opportunity လို့ဆိုတဲ့စကားလုံးရှိတယ်အခွင့်အာဏာခိုက်လေးမှာအလုပ်ဆိုတာလုပ်ကြစီးပွားရေးဆိုတာလည်းအများကောင်းနေတာမဟုတ်ဘူးအဲ့တော့ကောင်းတဲ့ခိုက်တန့်လေးမှာကြိုးစားအထုတ်တယ်ကိုယ့်ရဲ့လုံလဝိရိယလျော့ပါမှုကြောင့်မရလိုက်တာမျိုးမဖြစ်ရအောင်ကြိုးစားတယ်ကာလကတင်္စနဟာပိတိအတ္တအချိန်ကြလာတဲ့ကိုယ့်အတွက်ဟုတ်လားခေတ္တခုရလာတဲ့အချိန်လေးမှာကြိုးစားအထုတ်တယ်အောင်မြင်ကြီးပွားအောင်ကြိုးစားအထုတ်တယ်ဒါတစ်အချက်ပဲကံကောင်းဆိုကြိုးစားအလိုကြိုးစားရင်ကံကောင်းမယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့ကြိုးစားဆိုတဲ့အချိန်မှာခုနပြောသလိုပဲကြိုးစားမှုနဲ့တွဲဖက်လာရမှာဘာတော့ဆိုလို့ရှိရင်ဒီပညာတို့လုပ်ငန်းကျွမ်းကျင်မှုတို့ကိုယ်တိုင်လုပ်ကိုင်နိုင်မှုတို့စီမံခန့်ခွဲတတ်မှုတို့ဆိုတာအသိပညာတွေပဲဒါကြောင့်မလို့စီးပွားရေးပညာတွေသင်ကြရတယ်လူတွေဟာတချို့ကအလုပ်ကြိုးစားတာကိုလောဘကြောင့်လို့ထင်တယ်လောဘမဟုတ်ပါဘူးအလုပ်ကြိုးစားလို့အောင်မြင်လာတယ်ဆိုတာလောဘကြောင့်အောင်မြင်တာမဟုတ်ဘူးဝိရိယနဲ့ပညာကြောင့်သာအောင်မြင်တာဖြစ်တယ်ပေါ့လောဘကြောင့်အောင်မြင်တယ်လို့ဆိုရင်ဘာပညာမှသင်เสียမလိုဘူးမွေးတယ်လောဘပါနေတာနော်တော့ပညာသင်ရတယ်ဆိုကြတဲ့ကလုပ်ငန်းတစ်ခုအောင်မြင်မှုအတွက်ပညာသင်ရတာစီဝါရေးပညာသင်ရတယ်စီဝါရေးနဲ့ဆက်နွယ်တဲ့ပညာတွေသင်ရတယ်ခဏခေတ်ဆိုပိုများလာတယ်ပေါ့အဲ့တော့လုံကြိုးစားနိုင်မှုအတွက်ဒီကနေ့ခေတ်မှာဆိုရင်ဘယ်လောက်ထိအောင်ပံ့ပိုးလာတော့ဆိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တဲ့တတိပဌာန်ကျင့်စဉ်က mindfulness တောင်စီးပွားရေးထဲမှာထည့်ထားစီးပွားရေးအောင်မြင်ကြီးပွားဖို့အတွက် mindfulness လေ့ကျင့်ခန်းလုပ်ရမယ်လို့ခဏခေတ်မှာအနောက်တိုင်းမှာခေတ်စားလာနော်အဲ့တော့မြန်မာနိုင်ငံမှာရှိတာတွေသွားပြီးတရားအထုတ်တဲ့ဟာမျိုးဒါရဲ့တန်မိုးကိုအနောက်တိုင်းအလူတွေသိလာတဲ့အခါမှာနိဗ္ဗာန်ရဲ့အကြောင်းတရားအနေနဲ့အသုံးမချပဲနဲ့စီးပွားရေးမှာသွားအသုံးချတယ်လူမှုရေးမှာအသုံးချတယ်သူတို့အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာနိဗ္ဗာန်ရောက်ဖို့တောင်စွမ်းဆောင်နိုင်မှတော့အခုလို့ကံကောင်းပြီးစီးပွားဥစ္စာတွေတိုးတက်ဖို့တော့ဘယ်မှမစွမ်းဆောင်နိုင်မလဲဒါတာမန်ကိစ္စလေးပဲနိဗ္ဗာန်ရောက်ဖို့ဆိုတာအလွန်ခဲနေလေအဲ့ဒါတောင်စွမ်းဆောင်နိုင်မှတော့တာမန်ကိစ္စလေးတွေအောင်မြင်နိုင်တာပေါ့ဒါကြောင့်မို့သူတို့စီမှာဆိုရင်လူတွေဟာငွေကြေးတနာအကုန်အကျခံပတ်စံများစွာပေးပြီးတော့ဒီပညာရပ်ကိုစီကူအားထုတ်တယ်။ဘာလဲလို့ဆို mindfulness အဲ့ဒီ mindfulness ဆိုတာတတိပဌာန်ကျင့်စဉ်ကိုပြောတာ။မြတ်စွာဘုရားကလေ့ကျင့်မှုရဟောထားတယ်။ကိုယ်ရှေ့ကိုရွှေ့ရင်လည်းတတိနဲ့ရွှေ့တမ္ပစေညာနဲ့ရွှေ့တတိနဲ့အတိနဲ့ရွှေ့နောက်ကိုဆိုရင်လည်းတတိနဲ့အတိနဲ့လက်ကွေးခြေဆန်းလုပ်တဲ့အခါလည်းတတိနဲ့အတိနဲ့အဝတ်အစားပြင်ဆင်ဝတ်တဲ့အခါမှလည်းတတိနဲ့အတိနဲ့ဥခွဲပကံစသည်ကင်တွယ်တဲ့အခါမှာပကံခွဲရောက်စသည်ကင်တွယ်တဲ့အခါမှာလည်းတတိနဲ့အတိစားတဲ့တောက်တဲ့အခါမှာလည်းပဲတတိနဲ့အတိနဲ့နောက်ဆုံးမှာတွိုင်းလက်ဝင်တဲ့အချိန်ထိအောင်မြတ်စွာဘုရားဥစ္စာရပတ္တဝကမိတမ္ပစာနာကာရီတတိနဲ့အတိနဲ့သွားအဲ့ဒီ mindfulness လေ့ကျင့်ခန်းဆိုတာ
မဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောတယ်အဲ့ဒါကိုနောက်တိုင်းကလူတွေကပညာရဲတစ်ခုအနေနဲ့ business မှာအခုဟာသုံးချနေကြနော်အဲ့ဒါလည်းတတိထားကြဖို့ပေါ့နော် business မှာသုံးချတယ်ဘုန်းကြီးတို့ကိုရီးယားနိုင်ငံရောက်တော့ကပြီးတော့မှသင်တန်းပို့ချတဲ့အခါတက္ကသိုလ်က University ကဆရာမတွေလာတက်ပြီးတော့တနေ့ကို4ယောက်လောက်ရွေးချယ်ပြီးတော့တီးခြားတွေ့ဆုံခွင့်ပြီးစီစဉ်ပေးထားအဲ့ဒီမှာသူတို့မေးကြည့်တယ်တက္ကသိုလ်မှာဘာသာရပ်တွေသင်တယ်လဲလို့ဆိုဆရာမတဦးကပြောတယ်သူပို့ချတာ MBSR တဲ့ MBSR ဆိုတာဘာလဲလို့မေးတော့ mindfulness based stress reduction ဆိုတာဆိုလိုတာကတတိကျင့်စဉ်ကိုအခြေခံပြီးတော့စိတ်ဖြစ်စီမှုကိုလျှော့ချတဲ့နိလန်းကိုသင်ပေးတာပါဆိုဒါတတိပဋ္ဌာန်ပဲပေါ့နော်ဒီနေ့ခေတ်မှာတော့အဲ့ဒီတဲ့တောင်ပိုးလာပြီးတော့အလုတ်ခွင်သွားတော့မယ်ဆိုလို့ရှိရင်7မိနစ်15မိနစ်မိနစ်20နာရီဝက်လောက် mindfulness လေးလုပ်ပြီးတော့မှအလုတ်ခွင်ဝင်ကြပို့ပြီးတော့အလုံးလို့တဲ့အခါမှာ decision ဆုံးဖြတ်ချက်ချတဲ့အခါပိုမှန်ကန်တယ်လို့ပြောတယ်စိတ်ရှုပ်ထွေးပြီးစိတ်လေးနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အပြောဆိုဆုံးဖြတ်ချက်တွေဟာလွဲမှားမှုတွေရှိတယ်ဒါကြောင့်မို့ mindfulness လုပ်ပြီးမှဆုံးဖြတ်လို့ရှိရင်ရာခိုင်နှုန်းတော်တော်များများမှန်ကန်တယ်လို့သူတို့ယုံကြည်လာကြအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာကံကောင်းမှုစီဝါဥစ္စာတွေတိုးတက်ဖို့အောင်မြင်ကြီးပွားဖို့အတွက်တကယ်အရေးကြီးတဲ့အခြေခံအကြောင်းတွေပဲဒါကြောင့်မို့နံပါတ်1ကတော့အလုပ်ကြိုးစားခြင်းဟာကံကောင်းခြင်းအကြောင်းတစ်ခုပဲလို့တို့ဆိုတယ်နော်အလုပ်ကြိုးစားကိုလုပ်တဲ့အလုပ်တစ်ခုကြိုးစားဆိုတဲ့တည်းမဲ့ခုနပြောတဲ့အတိုင်းလေမှန်ကျွမ်းကျင်အောင်စာရီဖတ်ရမယ်ဘောဓုတ္တတွေရှားမယ်တုတ္တတွေစီးပူရမယ်အဲ့ဒီတုတ္တဆိုတာပညာမဟုတ်သေးဘူးလူတွေကတုတ္တပညာလို့ထင်နေသေးတယ်တုတ္တဆိုတာအကြောင်းချင်းရာတွေကိုသင်ယူရတာသင်္นานတွေတက်ပြီးတော့သင်နေလောကဘောဓုတ္တတွေသင်တယ်အဲ့ဒီတုတ္တတွေများများမှတ်မိပြီးတဲ့အခါမှာအဲ့ဒီတုတ္တပေါ်မှာအခြေခံပြီးတော့စဉ်းစားတွေးခေါ်လို့သိလာတဲ့အတိကမှာပညာလို့သူတို့ခေါ်တယ်တုတ္တနဲ့ပညာကွဲဖို့လိုတယ်လောကလူတွေဟာပညာသင်တယ်လို့ပြောတာပညာသင်လို့ကြားတဲ့ဟာမဟုတ်ဘူးသင်တာပါသင်တာတော့တုတ္တကိုသင်တာပို့ချပေးတဲ့ပုဂ္ဂိုလ်ကလည်းတုတ္တကိုပဲပို့ချပေးတယ်အဲ့ဒီပို့ချပေးတဲ့တုတ္တကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်ပြီးဝေဖန်သုံးသပ်ဆုံးဖြတ်တဲ့အသိဉာဏ်ကြတော့မှပညာလို့ခေါ်တယ်အဲ့တော့တုတ္တများများရှိဖို့လိုတယ်အဲ့ဒီတုတ္တရှိဖို့ဘာလို့အောင်တုတ်တူတာတုတ္တဝဋ္ဌနီသိကျင်တဲ့စိတ်အရေးကြီးဆုံးသိကျင်တဲ့ဆန္ဒသင်ယူကျင်တဲ့ဆန္ဒဘာပဲဖြစ်ဖြစ်လေ့လာကျင်တဲ့ဆန္ဒလုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တွေကျွမ်းကျင်လိမ္မာအောင်သိကျင်တဲ့ဆန္ဒစီးပွားထုတ်တယ်ဒီပညာတွေသိအောင်ကြိုးစားတယ်တုတ္တံပညာယဝဋ္ဌနံအဲ့ဒီတုတ္တတွေဟာအသိပညာတိုးပွားဖို့အတွက်ဖြစ်တယ်ဒါဝတုတ္တပေါ်မှာအခြေခံမှပညာရတာပညာယအထံသာနာတိအဲ့ဒီအသိပညာကမှအကြောင်းအကျိုးအကောင်းဆုံးအမှန်ကန်သိတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ရှေးဥစွာသင်ယူရမှာတုတ္တပေါ်မှာအခြေခံပြီးတော့စဉ်းစားဆင်ခြင်တွေးခေါ်ရမှာကဆက်လက်လုပ်ရမယ့်ကိစ္စတစ်ခုပဲအဲ့တော့ပညာကိုတိုက်ရိုက်သင်လို့ရတာမဟုတ်ဘူးတုတ္တများများရအောင်ကြိုးစားဒါမို့38ဖြာမင်္ဂလာထဲမှာလဲဘာဟုတ်သင်္စသိပ္ပင်္စဆိုတာဒီ
ထက်သွင်းထားတာအကြောင်းမဲ့မဟုတ်ဘူးအမှန်တမ်းအရေးပါတာကိုလုပ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့ကျောင်းရာတွေစီးပူအထောက်ရမယ်စာရိဖတ်ရမယ်ဒီလိုဆိုလို့အဲ့တော့ဒါအခြေခံအဖြစ်အရေးကြီးတဲ့ချက်အေးကံကောင်းရင်ဒါတွေလုံးအောင်ဒါတွေရှိမှကံကောင်းမယ်လို့သူတို့ပြောတယ်ဒီတိုင်းထိုင်ပြီးတော့ဆူတောင်းနေလို့ကံကောင်းလာမယ်ဆိုရင်တော့ဘာမှမလုံးနဲ့ထိုင်တာဆူတောင်းတယ်နော်ထမင်းတောင်စားမှာမဟုတ်လောကလူတွေကလွယ်လွယ်နဲ့ရတာကိုကျင့်တတ်ကြတယ်ထုံးစံလွယ်လွယ်နဲ့ရတာအုံနောက်၆ခံပြီးတော့စဉ်းစားရမှတွေးခေါ်ရမှကြတော့ပြင်းတယ်လို့ပြောတာပြင်းတယ်ဆိုတာစိတ်ဝင်စားခြင်းတစ်မျိုးပဲအေးအဲ့ဒီလိုမပြင်းမဲ့နဲ့ကြိုးကြိုးစားစားစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာထူးချွန်ထက်မြက်လာပြီးတော့ကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်ပဲဖြစ်အဲ့ဒီပုဂ္ဂိုလ်ကြီးပွားတိုးတက်လာတာလက်ခီသို့မဟုတ် good luck လက်ကီးကောင်းလာပြီလို့သူတို့ပြောကံကောင်းလာတယ်အဲ့တော့ကံကောင်းမှုရအတွက်ဒါအခြေခံအကြောင်းတစ်ခုအနေနဲ့ဟောတာဟောနောက်ထပ်ဘာတွေလိုအပ်သေးတော့အကောဒနောမိတ္တဝါစာခဝါဒေါသမကြည့်ရဘူးပေါင်းတဲ့ဆက်ဆံနဲ့အလုပ်လုပ်တယ်ဆိုတာအများနဲ့ဆက်ဆံပြီးတော့လုပ်တာအဲ့ဒီကြတော့အကောဒနောစိတ်တူတတ်သူဒေါသကြီးတတ်သူမဖြစ်ရဘူးစိတ်ရှိရမယ်သိခံရမယ်နော်အကောဒနောဒေါသကြီးတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးဒေါသကြီးလို့ရှိရင်သူဟာဝိဆွေရဖို့ကခဲနေပေါ့ဒါကြောင့်မို့အကောရနောဒေါသမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်အောင်မြင်ကြီးပွားဖို့အတွက်ဒေါသကိုချိုးနေနိုင်ရမယ်နောက်တစ်ခုကမိတ္တဝါမိကောင်းဆွေကောင်းရှိရမယ်လောကမှာကိုမလုံးနိုင်တာလည်းရှိတယ်သို့မဟုတ်လိုအပ်တဲ့အကြံဉာဏ်တွေပေးတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်မိတ်ဆွေအပေါင်းအသင်းဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့မိတ်ဆွေအပေါင်းအသင်းရှိရအဲ့ဒီမိတ်ဆွေအပေါင်းအသင်းများများခြင်းဟာကိုယ်လုပ်ငန်းအောင်မြင်မှုအတွက်အကြောင်းတစ်ခုပဲတဲ့ဒါမှမဟုတ်မိတ္တဝါတယောက်နဲ့ယောက်တငယ်ချင်းရှိတာကိုမိတ္တဝါလို့ခေါ်တာမဟုတ်ဘူးမိတ်ဆွေတွေပေါင်းသင်းတွေအများရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ပေါ့မိတ္တဝါအဲ့တော့မိတ်ဆွေရှိဖို့ဆိုတာဘာလဲစာခဝါရေရောဖို့လည်းလိုသေးတယ်မြတ်စွာဘုရားတောင်းစီအောင်ဟောတာစိတ်မတူစိတ်မတူရင်ခင်မင်တဲ့လူတွေမိတ်ဆွေတွေပေါ်လာအဲ့ဒီမိတ်ဆွေပေါ်လာတဲ့အခါမှာနှမျောတင့်တယ်နေတဲ့ပုဂ္ဂိုလ်နဲ့ဘယ်သူမှလည်းမတွဲဘူးဒါကြောင့်စာခဝါကိုတယောက်တည်းသာသုံးမယ်ဒီလိုမဟုတ်ဘူးကုညီဖို့ရမနှေးဘူးကုညီတတ်တယ်ပယတပါဏိဆိုအသင်ဆေးကြောထားတော့လက်ရှိတယ်လို့ဒီ helping hands ဆိုတာပြောတာနော်ကုညီတဲ့လက်ကုညီတဲ့လက်ရသော်ဗျာသုံးတဲ့စကားလုံးကတော့ပယတပါဏိတယ်ကုညီတဲ့လက်လို့မသုံးဘဲနဲ့ဆေးကြောထားတဲ့ဖြူစင်တဲ့လက်လို့ဒီလိုသုံးတယ်လက်ဟာညစ်ပေနေလို့ရှိရင်တစုံတစ်ခုပေးဖို့မဖြစ်ဘူးဒါကြောင့်လက်ဟာအမြဲတမ်းတန့်ပြတ်နေတဲ့လက်ရှိသူလို့အပေးကမ်းရရောသူကိုတန့်ပြတ်နေတဲ့လက်ရှိသူရက်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့လက်ကြတော့လောဟိတပါဏိသွေးစွန်းသောလက်ရှိသူလို့ဒီလိုသုံးတယ်စာပေကျမ်းအောင်နော်အသုံးလေးတွေကအဲ့ဒီပုံစံသုံးစာခဝါစွန့်ကြဲမှုကုညီမှုဒါတွေရှိတယ်တဲ့နှမျောတွန့်တိုခြင်းမရှိဘဲနဲ့ကုညီပေးတတ်တယ်သီလူပပန္နောကုချင်းတရားကောင်းတယ်သီလဆိုတာနှုတ်ကိုလည်းစီကံတကြ
စကားပြောရင်လည်းစီကံနဲ့ပြောတယ်အလုပ်လုပ်တဲ့ကိုရီးလက်ရောက်လုပ်တဲ့အလုပ်တွေကလည်းပဲစီကံပေါင်းတွင်ကလုပ်တယ်ဥရိဆန်းကျင်တဲ့အလုပ်တွေကိုမလုပ်ဘူးဟောဒီလိုဆိုလို့ကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းသီလဆိုတာကောင်းတဲ့တရားတွေအခြေခံတွေထိန်းထားနိုင်တဲ့စွမ်းအားရှိတဲ့စီကံကိုခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကာယကံအမှုဝစီကံအမှုကိုအပြစ်ကင်းအောင်ထိမ့်သိမ်းဆောက်ရှောက်တာသီလလို့ခေါ်တယ်အဲ့ဒီသီလဖြစ်ဖို့ရအတွက်အရေးကြီးဆုံးကဘာလို့ဆိုရင်အရှက်နဲ့အကြောက်ဟိရိနဲ့ဥဒ္ဒပဒါမို့သီလဆိုတာဟိရုတ္တပပဋ္ဌာနာဟိရိဥဒ္ဒပရှိရမယ်ဟိရိဆိုတာကိုယ်သိက္ခာကိုထိန်းတာဥဒ္ဒပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာကိုယ်သိက္ခာလည်းကိုထိန်းရမယ်ကိုယ်ကိုလူကြီးလူကောင်းလူတော်လူကောင်းဖြစ်တတ်မှတ်နိုင်တာဟိရိပတ်ဝန်းကျင်ကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုလေးစားတာဥဒ္ဒပဒီလိုဆိုတာပေါ့ခဏခေတ်မှာတော့ဥဒ္ဒပမရှိတဲ့ပုဂ္ဂိုလ်ကဘာဖြစ်တာအိုင်တုတ်ကဲလောက်လာတာပေါ့နော်ဘယ်သူကယူဆိုင်ရမှာတော့ဆိုဖြစ်လာအဲ့ဒီပုဂ္ဂိုလ်ကတော့သီလမရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်နောက်ကြဘယ်သူမှကယူဆိုင်ဘူးလိုချင်တာလုပ်မယ်ဆိုပုံစံအဲ့ဒါလိုမဖြစ်စေရဘူးတဲ့ပတ်ဝန်းကျင်ကိုလည်းလေးစားရမယ်ကိုယ်သိက္ခာကိုလည်းကိုလေးစားရမယ်အဲ့ဒီကိုယ်သိက္ခာကိုကိုလေးစားခြင်းပတ်ဝန်းကျင်ကိုလေးစားခြင်းဆိုတဲ့ဒီဟိရိနဲ့ဥဒ္ဒပရှိလို့ရှိရင်သီလနဲ့ပြည့်စုံပါတယ်တဲ့ဒီလိုပြောတာအဲ့တော့သီလရှိရဒါရှိဖို့လိုတယ်ပေါ့လူဆိုတာ human dignity ဆိုတာဟိရိနဲ့ဥဒ္ဒပကိုပြောလူတွေရဲ့ဂုဏ်သိက္ခာဆိုဒီမှာဟိရိဥဒ္ဒပပေါ်မှာအခြေခံထားတာဖြစ်တယ်အရှက်ကြောင့်တရားမရှိတော့ဘူးဆိုရင်လူရဲ့အဆင့်ကရှော့ကျသွားမှသာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားလောကပါဠတရားလို့ခေါ်တာလူလောကကြီးကိုကာဝယ်ဆုံးရှုံးပေးနေတာဟိရိနဲ့ဥဒ္ဒပပဲဖြစ်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့တိလူပပန်တော့ကိုချင်းသီလနဲ့ပြည့်စုံတယ်ဆိုတာအဆက်ကြောင့်ရှိတဲ့ပုဂ္ဂိုလ်မျိုးပဲဒီလိုဆိုတယ်ပေါ့နော်အတထောစုဘုတော်အတထောဥစုဘုတော်တထဆိုတာဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်တထလို့ခေါ်တယ်ကိုမရှိဘဲနဲ့ရှိတယ်အောင်ဟန်ဆောင်တယ်ကိုချင်းသီလမရှိဘဲနဲ့ရှိကြအောင်ဟန်ဆောင်တယ်ဟန်ဆောင်ပန်ဆောင်မှုကင်းတဲ့ပုဂ္ဂိုလ်အတထလို့ခေါ်တယ်စာပေမှာမြန်မာလူပြန်တဲ့အခါမှာတော့စာပေကျမ်းကနေမှာကောက်ချစ်စင်လဲကောက်ချစ်စင်လဲတာကိုတထကောက်ချစ်စင်လဲမှုမရှိဘူးလို့စင်လဲတယ်ဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့တော့အများကဒါကိုနားလဲချင်မှနားလဲမယ်ရှေးသုံးစကားလို့ဖြစ်တယ်ကောက်ချစ်တယ်စင်လဲတယ်ဆိုတာအဲ့တော့စင်လဲတယ်ဆိုတာကိုမရှိတဲ့ခုံနဲ့ဟန်ဆောင်ပန်ဆောင်လုံးတတ်တာကိုဆိုလို့ပေါ့လို့ဆိုမရှိတာနဲ့ဟန်ဆောင်တာမျိုးမချမ်းသာပဲနဲ့ချမ်းသာရအောင်ဟန်ဆောင်တယ်ဒီလိုဟာမျိုးပေါ့နော်သီလမရှိပဲနဲ့သီလရှိအောင်ဟန်ဆောင်တယ်မတတ်ဖဲနဲ့တတ်ရအောင်ဟန်ဆောင်တယ်အဲ့ဒီဟန်ဆောင်မှုလိမ်ညာမှုတွေကိုတထလို့ခေါ်တယ်ဒီပုဂ္ဂိုလ်ဟာအဲ့ဒါလို့မဟုတ်ဘူးတဲ့ဥစုဘုတော်စိတ်ဓာတ်ဖြောင့်မတ်တယ်ဥစုဆိုတာဖြောင့်တယ်လို့ပဲပြောတာကောင်းတယ်ရိုးတယ်ဆိုလို့ရှိရင်ဗမာတွေကအရဲနဲ့ပြောချင်နေကြသေးတယ်ခက်တာနော်ဒီလူကရိုးလိုက်တာဆိုရင်အရဲလို့ပြောပြန်အဲ့တော့ဥစုဘုဒ္ဓဆိုတာဖြောင့်မတ်တယ်ဖြောင့်မှန်တယ်လို့ဒီအဓိပ္ပာယ်ကိုသုံးဟန်ဆောင်ပန်ဆောင်မလုပ်တတ်ဘူးဖြောင့်မှန်တယ်အဲ့ဒီလိုဖြောင့်မှန်တဲ့ဂုဏ်ကြီးရှိလို့ရှိရင်လည်းပဲကံကောင်းစေတတ်တဲ့အရာတစ်ခုပဲလူဟာအများနဲ့ဆက်ဆံလာပြီဆိုလို့ရှိရင်ဟန်ဆောင်ပန်ဆောင်ဘယ်တော့မှမလုပ်ဘူးဖြောင့်မှန်တယ်ဖြောင့်မတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာ
ကံကောင်းမဲ့ပုဂ္ဂိုလ်တွေပဲလို့ဆိုလို့ဒီအရေးချင်းတွေရှိရင်ကံကောင်းတယ်လို့သူတို့ပြောတာဒီအရေးချင်းတွေရှိရအဲ့ဒီထဲမှာကံကောင်းမှုအတွက်ဆုတောင်းတယ်ဆိုတာမပါဘူးเนาะဆုတောင်းတယ်ဆိုတာမပါဘူးကံကောင်းအောင်ရေရာခြေတာလည်းမပါဘူးကံကောင်းမှုကိုယ်တိုင်လုပ်ရမယ်ပဲပြောတယ်เนาะဒီအချက်တွေနဲ့ပြည့်စုံအောင်လုပ်ရဟောနောက်တစ်ခုကဘာတော့ဆိုရည်ချင်းဆိုတာတစ်ခုပြီးတစ်ခုလားသင်္ခါဟကောသခိလောတဏ္ဏဝါသောသင်္ခါဟကကုညီတတ်တယ်ဘယ်သူပဲဖြစ်ဖြစ်ခေါင်းပြောတယ် helping hand ကုညီတဲ့လက်အများအားရှိတယ်မနေတတ်ဘူးကုညီစရာရှိရင်သူများကိုကုညီတယ်သခိလဆက်ဆံရေးပြည့်ဖြစ်တယ်မိတ်ဆွေလိုပဲဘယ်သူပေါ်ပဲဖြစ်ဖြစ်သခိလမိတ်ဆွေစိတ်ဓာတ်နဲ့ဆက်ဆံနေပြည့်ဖြစ်တယ်တဏ္ဏဝါစာတိမ်မွေးတဲ့စကားမျိုးရင်ကျေးတဲ့စကားမျိုးပြောရရှိတယ်ရိုင်းဆိုင်တဲ့စကားမျိုးမပြောဘူးတဏ္ဏဝါစာရင်ကျေးတိမ်မွေးတဲ့စကားဒီတဏ္ဏဝါစာဆိုတာအမှန်မှအရေးကြီးတယ်ကိုင်းဝတ်ဆိုတာကျင်နာတဲ့စကားအမှန်မှထိရောက်တယ်လို့ဆိုလူမှုဆက်ဆံရေးမှာအလွန်အရေးကြီးတယ်တာဝရိန္ဒနတ်တွေကတောင်းပါပဲသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းကိုဖော်ပြတဲ့အခါမှာတဏ္ဏံသူပါတိတံဝါစာတဏ္ဏဝါစာစကားပြောပြည့်ပြည့်တယ်နော်ရှင်ကျေးတယ်လိမ္မာတယ်ဆိုတာခုံကြီးတစ်ခုပဲအဲ့တော့လူတွေယမလူမျိုးတွေလည်းပြောကြတယ်မုန်းစေခြင်းလဲလက်နဲ့တစ်ချစ်နော်ချစ်စေခြင်းလဲလက်နဲ့တစ်ဆိုပါဇက်ကိုပြောတာနော်ပါဇက်ကြောင့်လဲမုန်းသွားတယ်ပါဇက်ကြောင့်လဲဆိုလိုတာအပြောမတတ်လို့ရှိရင်မုန်းတာနဲ့တူဒါမို့အပြောမတတ်တော့ဆဲသလိုဆိုတာအပြောတတ်ပြီဆိုတာဆိုလို့ပြောတတ်ပြီဆိုရင်လူချစ်လူကင်းပေါ်များတယ်သူတို့ဆိုတာပေါ့အဲ့တော့တဏ္ဏဝါစာကံကောင်းမှုအတွက်စကားပြောတတ်ရရင်ကျေးလိမ္မာစွာတိမ်မွေ့နူးညံ့စွာပြောတတ်ရမယ်သူပြောလိုက်တဲ့အပြောပြောရင်ဟတ္တယံကမပောရိဘဟုဇနကန္တာဆိုတဲ့စကားလုံးတွေဟတ္တယံကမရင်ထဲနှလုံးထဲရောက်သွားတဲ့စကားမျိုးခံမြင်တဲ့စကားမျိုးဘယ်တော့မှမပြောနဲ့ကန္နာဒုက္ခသူတော်ဘာနာချမ်းသေးစာမဲ့စကားမျိုးပဲပြောပါရသော်ဗျာရဲ့စကားပြောမှုနဲ့ပတ်သက်ပြီးတော့ကျမ်းဂန်တွေမှာဖော်ပြထားတာယာတာဝါစာနေလကန္နာဒုက္ခဘဟုဇနကန္တာဘဟုဇနမနာပါအများကြိုက်နေတဲ့နာချမ်းသာတဲ့စကားမျိုးပြောထားရမယ်လို့ဒီလိုဆိုလို့အဲ့ဒါဟာလည်းပဲကံကောင်းခြင်းရဲ့အကြောင်းတစ်ခုပဲနှုတ်ချမ်းကိုယ်ချမ်းအာချမ်းရှာချမ်းနဲ့ကံကောင်းမှုဆုတောင်းနေဘယ်တော့မှရမှာမဟုတ်ဘူးနော်ကံကောင်းခြင်းတော့ရင်ကျေးလိမ္မာတဲ့စကားမျိုးပြောတတ်ဖို့လိုတယ်လို့သူဆိုတယ်နောက်တစ်ခုကဘာတော့ဆိုမဟတပတ်တောပိနိဝတ္တဝုဋ္ဌိဘလောက်ပဲအောင်မြင်ကြီးပွားနော်အောင်မြင်ကြီးပွားမှုလူဆိုတာတခါလေကြတော့တွတ်တက်ကြီးပွားလာတဲ့အခါမှာအနေထိုင်နေပြောင်းသွားတတ်တယ်မာနတွေတက်လာတတ်တယ်ကိုပေါင်းတဲ့နေကြမိတ်ဆွေတွေပေါ်မှာဆက်ဆံရေးတွေကျဲလာတယ်နော်မောက်မာလာတယ်ဒါမျိုးတွေဖြစ်လာတတ်တယ်ပေါ့နောက်ဆုံးမှာကိုမိသားစုကိုမိဘတောင်မှမောက်မာလာတတ်တယ်လူဟာအောင်မြင်ကြီးပွားလာတယ်ဒါမို့ဒီမှာကံကောင်းမှုတွေမဟာတပတ်တော်ပြီတကယ်ကိုကြီးပွားတိုးတက်တဲ့အဆင့်ရောက်လာတော့လည်းပဲနိဝတ္တဝုဋ္ဌိမာနဆိုတဲ့လေတွေမတိုက်ဘူးတဲ့ငြိမ်နေတယ်လေတိုက်ရင်မငြိမ်ဘူးမလားတပင်နေဘုံတိုင်းကျဲလာအေးအောင်မြင်ကြီးပွားလာလို့ရှိရင်လည်းပဲနိဝတ္တဝုဋ္ဌိနိဝတ္တနိမာနမာနတွေမရှိဘူးယခင်ကလိုပဲပြုံးပြုံးရှင်ရှင်ဘယ်သူနဲ့ပဲဆက်ဆံနိုင်တယ်ဟောဒီလိုဆိုလို့တယ်ပေါ့
ဒါလည်းအမှန်တမ်းအရေးကြီးတာမာမနာတွေကြီးလာတဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်လူတွေကဆုံးခွာသွားတယ်ပေါ့ဒါကြောင့်နိဝါဒဝုဒ္ဓိကာရောစနိဝါဒောစဆိုတာမင်္ဂလာထဲမှာပါတယ်သူများကိုလေးစားမှကိုယ်ကိုလေးစားမှုခံရတယ်ကိုယ်ကမာမနာခင်မှအများကိုယ်ကိုဆက်ဆံမယ်ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာအလွန်ကြီးပါတဲ့ပုဂ္ဂိုလ်တွေပဲအောင်မြင်မှုကိုရနိုင်တယ်ကြီးပွားတိုးတက်မှုတွေကိုရနိုင်တယ်ကံကောင်းစေတတ်တဲ့အနေအထားတွေပဲအဲ့တော့ကံကောင်းခြင်းအဲ့ဒါတွေလုပ်ဖို့လိုတယ်လူတွေကတော့ပြောကြတာပေါ့ good luck with you ကံကောင်းပါစေဆုတောင်းကြတယ်သို့တော့ဒီအခြေအနေတွေမရှိဘဲနဲ့ကံကောင်းမှုဆိုတာရမှာမဟုတ်ဘူးလို့ခုပြောရတဲ့အခြေအနေတွေဟာကံကောင်းစေတတ်တဲ့အကြောင်းတရားတွေပဲလို့ဒီလိုမှတ်ဟောနောက်တစ်ခုကတော့အရေးကြီးတာစိတ်နေသဘောထားတည်ငြိမ်မှုပေါ့စိတ်နေသဘောထားတည်ငြိမ်မှုလောကလူတွေဟာလောကရန်နဲ့ကြုံတွေ့လာတဲ့အခါမှာကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်နဲ့ကြုံတွေ့လို့ရှိရင်လူတွေဟာရိမ့်ရိုင်သွားတယ်ပေါ့အဲ့ဒါလိုရိမ့်ရိုင်သွားပြီးတော့တဦးနဲ့တူလည်းပဲတစ်ဖက်သားလောကရန်ခံတဲ့အခါမှာအဖက်မတန်သလိုဆက်ဆံတာမျိုးတွေလည်းဖြစ်လာတတ်တယ်ပေါ့အဲ့ဒါလိုမရှိစေရဘူးတဲ့ဒါကိုဘယ်လိုညွှန်ပြတော့ဆိုယောစာပိမိတ်တေအထဝါအမိတ်တေတိထေတရိခေအထဝါပိဟိနေအထံစရန္တံဝါအထအနတ္ထံအာဝိရဟောသင်္ဃမေဝဝတ္ထိဒီစကားလုံးလေးကအမှန်တမ်းအဓိပ္ပာယ်ရှင်းတယ်ဆိုလိုတာဒီရှေ့မှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသင်္ဃဝတ္ထုတရား၄ပါးအတိုင်းလိုက်နာကျင့်သုံးတယ်လို့သူတို့ဆိုတယ်သင်္ဃဝတ္ထုတရား၄ပါးဆိုတာဘာလို့ဆိုရင်ဒါနပေးကမ်းခြင်းလက်ဆောင်ပေးခြင်းပေးရဝိဇ္ဇကျင့်နာစကားကိုဆိုခြင်းအထစရိယာကိစ္စဝိဇ္ဇအကျိုးတရားကိုဆောင်ရွက်ပေးခြင်းတမဏတ္တတာကိုယ်နဲ့ဓာနုထံဆက်ဆံခြင်းဆိုသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်လောကလူတွေဟာလူကတော့အမျိုးမျိုးရှိတာပေါ့တချို့ပုဂ္ဂိုလ်တွေကပေးတာကဏ္ဍမှာကြိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကပေးတာကဏ္ဍကိုအဓိကမထားဘူးစကားကိုချိုးချိုးသားသားပြောတာကိုကြိုက်တယ်တချို့ကလည်းအဲ့ဒါအရေးမကြီးဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းဝန်းကူညီတာဆောင်ရွက်တာကိုသဘောကျတယ်တချို့ကလည်းအဲ့ဒါတွေကိုဘာမှထဲမတွက်ဘူးကိုယ့်ကိုအထင်သေးအမြင်သေးနဲ့ဆက်ဆံမယ်look down လုပ်တယ်ပေါ့နော်အထင်သေးအမြင်သေးနဲ့ဆက်ဆံမယ်ဆိုရင်မခံနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီသင်္ဃဝတ္ထုတရား၄ပါးဆိုတာဆက်ဆံရေး၄ရပ်ကိုမြတ်စွာဘုရားဟောကြားတာပဲဖြစ်တယ်လူတယောက်ကိုဆက်ဆံမယ်ဆိုလို့ရှိရင်နှမျောတွန့်တုံမှုကင်းရကိုယ်တိုင်းအတိုင်းတာတစ်ခုရပေးတယ်ကမ်းတယ်လက်ဆောင်ပစ္စည်းလေးတွေပေးဘာမှမတန်ပေမဲ့ပေးမိဘတွေများသားသမီးကပေးလို့ရှိရင်ကောင်းတာဖြစ်စေမကောင်းတာဖြစ်စေကိုသားသမီးကပေးတယ်ဆိုရင်ဂုဏ်ယူကြတယ်နော်ဂုဏ်ယူပြီးတော့ပြောလို့မဆုံးမိတ်ဆွေတွေလည်းထို့တူအချင်းချင်းပဲဒါဘယ်သူကပေးထားတာဆိုဂုဏ်ယူကြတော့ပေးမှုကမ်းမှုသည်ပေးကမ်းခြင်းသည်အောင်မြင်၏ဆိုတဲ့စကားလုံးကအလုံးပို့သိချမှာပေါ့နော်ပေးရဝိဇ္ဇစကားပြောတဲ့အခါမှာကျင်နာစကားပြောတတ်ဖို့လိုတယ်ပေါ့ရိုင်းရိုင်းဆိုင်ဆိုင်မပြောတတ်ဘူးအထစရိယာသူအကျိုးဆောင်ရွက်ခြင်းတမဏတ္တတာကိုယ်နဲ့ဓာနုထားခြင်းဆိုတဲ့သင်္ဃဝတ္ထုတရား၄ပါးအတိုင်းဘယ်လိုပုဂ္ဂိုလ်မျိုးတွေပေါ်မှာ
ဆက်ဆံရမလဲပေါင်းသိရမလဲလို့ဆိုရင်မိတ်တီအထဝါအမိတ်တီမိတ်ဆွေပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်နော်မခွဲခြားဘူးမိတ်ဆွေရန်သူမခွဲခြားပဲနဲ့ဆက်ဆံနိုင်တယ်တိထေတရိခေအထဝါပိဟိနေကိုယ်ရဲ့ตาတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုတာကိုယ်ရဲ့ตาလို့ရှင် jealousy ဖြစ်နေတတ်တယ်အဲ့တော့ကိုယ်ရဲ့ตาတဲ့လူပဲဖြစ်စေကိုယ်နဲ့ဓာတ်တူပဲဖြစ်စေကိုယ့်ရဲ့အောက်တန်းကျနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအားလုံးဟာသင်္ဃဝတ္ထုနဲ့ဆက်ဆံနိုင်တယ်အထံစရန္တံအထဝါပိအနတ္ထကိုအကျိုးလိုလားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုအကျိုးမလိုလားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကတော့သူ့ရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်ပေးတယ်ဒါကံကောင်းခြင်းရဲ့အကြောင်းတရားပဲကိုနဲ့ကိုပတ်ဝန်းကျင်လောကကြီးမှာကိုတူးတဲ့နေတာမဟုတ်သည့်အတွက်ကြောင့်ကိုရဲ့ပတ်ဝန်းကျင်ဆက်ဆံမှုမှန်ကန်တဲ့နည်းနဲ့ဆက်ဆံခြင်းအဖြစ်အဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာကိုယ့်ပေါ်မှာခင်မင်းလာတတ်တယ်ပေါ့ကိုယ်ချိုးမဲ့ကိုလုံနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကမပြောင်းလဲတဲ့ကောင်းတဲ့အခြေအနေတွေနဲ့ဆက်ဆံထားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကနောက်ဆုံးမှာတောက်မခံနိုင်မဲနဲ့သူလည်းကိုယ့်ပေါ်မှာပြန်ပြီးတော့ကောင်းလာမှာပဲသိကြတယ်သူတို့ဆိုလိုတာပေါ့နော်ဒါကြောင့်မို့ကံကောင်းမှုအတွက်ဒါတွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်တချို့ကတော့ရှေ့တော့ကောင်းတယ်၊ကွယ်ရကြအတင်းပြောတယ်ဆိုတာရှိသေးတယ်လေအဲ့ဒီရှေ့ကောင်းပြီးကွယ်ရအတင်းပြောတာမျိုးလည်းဘယ်တော့မှမလုပ်ရဘူးတဲ့ဒါရှောင်ရမယ်ရှေ့နဲ့ကွယ်ရနဲ့လုံးဝတညီတည်းဖြစ်နေရမယ်ကိုယ့်ကိုဒီလိုဆိုလိုတာပေါ့ဒါကိုပဲထပ်တလဲလဲဒီအပြောဆိုဟာလူတွေဟာဒီ communication ဆိုတာစကားပြောပြီးတော့ဆက်ဆံကြတာဟုတ်ဒါမို့လို့အပြောဟာအမှန်တမ်းအရေးပါလို့ကံကောင်းမှုအတွက်အပြောကိုပဲထပ်တလဲလဲဖော်ပြနေတယ်လို့ဒီလိုပြောခေါနသိမ်မွေးတဲ့စကားလုံးပြောရမယ်လို့ဆိုထားပြီးတော့ဒါနဲ့တွေမလုံးလောက်သေးလို့ဝါစံနဝိဇ္ဇာဖရုတံကရာစီတယ်မင်းရိုင်းဆိုင်ကြမ်းတမ်းတဲ့စကားမျိုးသူတော်ဘာမခံနိုင်တဲ့စကားမျိုးမင်းဘယ်တော့မှမပြောနဲ့ဘယ်တော့မှမပြောမိအောင်တတိထားလို့သူတို့ဆိုလို့တယ်နော်ဝါစံနဝိဇ္ဇာဖရုတံကရာစီပိကရာစီပိဘယ်တော့ဘယ်ခါပဲဖြစ်ဖြစ်ဝါစံဖရုတံကြမ်းတမ်းရိုင်းပြတဲ့စကားမျိုးကိုနဝိဇ္ဇာမပြောပါလေနဲ့အပြောဟာအရေးကြီးစားတူနဲ့တူဆက်ဆွဲတယ်ဆိုတာအပြောနဲ့ပြောကြတာအပြောမတတ်ဘူးဆိုရင်မိတ်ဆွေရင်းချတောင်မှပဲကွဲသွားတယ်လေဒါကြောင့်မို့လို့ကျမ်းတဲ့စကားကိုပြောလိုက်လို့ရှင်ရင်ထဲမှာအောင့်သွားတယ်အမေဖေးတွေဆိုရင်နည်းနည်းစကားလေးမာပြောရင်တောင်မှပဲသူတို့ရင်ထဲမှာအောင့်သွားတယ်သားသမီးကလေးတန်းမာလေးပြောရင်တောင်မခံနိုင်ဘူးပေါ့ဒါဒီထဲမှာအမေလုံနေတဲ့ပုဂ္ဂိုလ်တွေအဖေလုံတဲ့ပုဂ္ဂိုလ်တွေပါကိုသားသမီးကကိုယ့်ပေါ်မှာမာကြောလေးပြောလိုက်ရင်ရင်ထဲမှာအောင့်မအောင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်အဲ့တော့ကိုယ်လည်းမပြောမိအောင်နေရကိုမိဘပဲဖြစ်စေညီကိုမောင်နှမရဲ့ဖြစ်စေရင်ထဲမှာအောင့်သွားစေတတ်တဲ့စကားမျိုးမပြောမိစေနဲ့ဒါသတိထားရမယ်လို့ဒီလိုဆိုတယ်မတ္တသဇီဝတ္တသတ္တဟောတိဣတိတံယောအညတရံလဘိတောကန္တာတိရိမစ္စတိအပပညောသူများအကြောင်းကိုပြောပြီးဆိုတဲ့အခါမှာအသက်ရှိထင်ရှားပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တည်သွားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အတင်းမပြောမိစေနဲ့တဲ့တချို့ကလည်းတည်သွားတဲ့လူလိုက်အတင်းပြောဒီလူကတည်မှာပေါ့ဘာတွေလှုပ်တာကိုညာတွေလှုပ်တာကိုနော်အတည်တဲ့လူလည်းအတင်းပြောတာပဲအသက်ရှင်တဲ့လူသာအတင်းပြောခါရတာမဟုတ်ဘူးတည်သွားတဲ့လူလည်းအတင်းပြောခါရတာအဲ့တော့
သေသွားသူပဲဖြစ်စေသက်ရှင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအတင်းဖြစ်မပြောမိအောင်နေပါတဲ့လူတွေကအတင်းပြောတဲ့နှုတ်အကျင့်ကရှိတယ်အတင်းပြောတော့ပြီဆိုလို့ရှိရင်တော့ကြားပြီပြီလားစနော်သူများကပြောမယ်ဆိုလို့ရှိရင်လည်းဘာလို့ဘယ်လိုအပြင်ဘယ်လိုတော်တယ်လို့ဆိုရင်ဒါပေမဲ့မင်းမသိပါဘူးကွာဆိုပြီးတော့အတင်းပြောခြင်းပြီဆိုရင်ဒါပေမဲ့ဆိုတာလေးနဲ့လာတယ်သူကလောကလူတွေရဲ့အတင်းပြောတဲ့အလေးအထားလူ3ယောက်လူ2ယောက်ထိုင်ပြီးတော့စကားပြောပြီးဆိုရင်ဘာပြောလဲဒီပြင်1ယောက်အကြောင်းပြောကြတယ်သူတို့2ယောက်အကြောင်းဘယ်တော့မှပြောဘူးသူများအကြောင်းပြောတာတတိယလူရဲ့အကြောင်းကိုပြောတယ်နော်ဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်လူ2ယောက်ဆုံပြီးပြီဆိုရင်တင်းပြောပြီးပြောခြင်းလို့ရှိရင်ကြားပြီလားစဘာလဲဆိုတော့ပြောကြပြီအဲ့ကြအဲ့ဒါလို့2ယောက်သားအတင်းပြောပြီးတော့1ယောက်ကအရင်ထမသွားနဲ့အဲ့ဒီထသွားတဲ့လူကိုကြံတဲ့လူကမေးထိုးကြရဲ့သူလည်းတူတူပဲဘာထူးထုံဆိုနော်ထသွားတဲ့လူကလည်းပဲကြံရတဲ့လူကိုတွေးကျင်တွေးနေမှာသူလည်းတူတူပဲအတင်းပြောရင်ကိုယ်လည်းမလုပ်ဘူးနော်ဒါကြောင့်ဟိုအတင်းဖြင့်ရှိလည်းမပြောနဲ့၊ကိုယ်ရလည်းမပြောနဲ့လို့ဒီလိုဆိုတာဝါသနာဝိဇာပရုတံကရာစီမတတ္တဇီဝတ္တသတတ္တဟောတိဣတိတံယောအညတရံလဘိတဝါကန္တာတိရိမစ္စတိအပပညောလောကတတိထားเสียအချက်တည်းဘာတော့ဆိုလို့ရှိရင်လူဟာအောင်မြင်ကြီးပွားလာပြီဆိုလို့ရှိရင်တဲ့အသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်တွေအသိပညာရှိတဲ့ပုဂ္ဂိုလ်မှမဖြစ်ဘူးတဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေသို့မဟုတ်အသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်တွေဟာဘာဖြစ်တတ်တုံးဆိုရထားတဲ့အခြေအနေပေါ်မှာမန်ရစ်လာတတ်တယ်အောင်မြင်ကြီးပွားမှုအောင်မြင်ကြီးပွားအောင်ကံကောင်းအောင်လုပ်တဲ့နည်းတွေကိုဟောပြီးတဲ့အခါမှာအဲ့လိုကံကောင်းအောင်လုပ်လာလို့ကံကောင်းလာပြီဆိုတဲ့အခါမှာလူဟာလက်ခီလို့ခေါ်တဲ့စိစိမ်ဥစ္စာတွေကြီးပွားတိုးတက်လာလို့จิตတည်ရှိလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဘဝကိုမေ့လာတတ်တယ်တဲ့မစ္စတိဘဝကိုမေ့လာအဲ့ဒီနေရာမှာအရေးကြီးဆုံးကတော့ဘဝကိုမမေ့ပါနဲ့လို့ပြောချင်တာပဲကံကောင်းလုပ်တဲ့နည်းတွေပြောပြီးတဲ့အခါမှာအောင်မြင်ကြီးပွားလာလို့ရှိရင်တဲ့အဲ့ဒီအောင်မြင်ကြီးပွားမှုရတာကိုအခြေပြုပြီးတော့စဉ်းစားဉာဏ်နဲ့ပါတဲ့ပုဂ္ဂိုလ်တွေဟာမစ္စတိမန်ရစ်လာတတ်တယ်တဲ့မန်ဆိုတာကိုယ့်အခြေအနေတစ်ခုရစ်မူးလာငါတော်တယ်ငါတတ်တယ်ငါအောင်မြင်တယ်ဆိုတဲ့ရစ်မူးလာတာဖြစ်လာတတ်တယ်အဲ့ဒီရစ်မူးမှုဟာသူ့အတွက်မဟုတ်တာလုပ်ဖို့အတွက်အန္တရာယ်ကြီးတစ်ခုဖြစ်လာပြီလို့ဆိုရစ်မူးမှုကို၃မျိုးဖော်ပြထားတာရှိတယ်တခြား၃မျိုးကဘာလို့ဆိုရွပနမဒငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကလည်းငယ်ရွယ်လို့မန်ရစ်တယ်ရစ်မူးတယ်အာရောချမဒကျမ်းမာလို့ရှိရင်လည်းကျမ်းမာမှုအပေါ်မှာမန်ရစ်တယ်စီဝိတမဒအသက်ရှင်တဲ့ပုဂ္ဂိုလ်တွေကလည်းအသက်ရှင်မှုပေါ်မှာမန်ရစ်တယ်တဲ့တခြားမန်နေလည်းရှိသေးတယ်အောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအောင်မြင်ကြီးပွားမှုကိုအကြောင်းပြုပြီးတော့မန်ရစ်လာတယ်ဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့ဒီမန်ရစ်မှုဟာပျက်စီးဆုံးရှုံးခြင်းအကြောင်းပဲတဲ့အဲ့ဒီလိုမန်ရစ်တဲ့ပုဂ္ဂိုလ်လူတွေကမုန်းကြတယ်တဲ့ဟုတ်လားအဲ့တော့ကံမကောင်းတဲ့ပဲပြန်ရောက်သွားတယ်လို့ဆိုလို့ရတယ်ပေါ့ကံကောင်းအောင်လုပ်ပြီးအောင်မြင်ကြီးပွားလာတဲ့အခါမှာကံမကောင်းမှုမန်ရစ်မှုတစ်ခုတည်းနဲ့ဖျက်ချလိုက်တယ်လို့ဖြစ်သွားတယ်အောင်မြင်ကြီးပွားမှုတစ်ခုအစစရာအောင်မြင်ကြီးပွားလာပါလေရဲ့သားနဲ့နောက်ဆုံးမှာစဉ်းစားဉာဏ်အားနည်းပြီးတော့ကိုရထားတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုသွားလို့ရှိရင်အဲ့ဒီဟာရသမျှအောင်မြင်မှုတွေဟာအကုန်လုံးပျက်စီးသွားနိုင်တယ်
ဒါဟုတတိပေးပြီးတော့ဟောတာနော်တန်ဒိဋ္ဌရူပံဝိတ္တမံစရန္တအဲ့လိုပုဂ္ဂိုလ်မျိုးဟာတဲ့မစင်ပုံနာမကတ်တယ်လို့လူတွေကလည်းရှောင်ရမှာပဲနော်အောင်မြင်ကြီးပွားမှုမစင်ပုံကိုရှောင်ကွင်းပြီးတော့တွားကြတယ်လို့မန်ရစ်ပြီးတော့ရှင်မှုမေးလျော်နေတဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေတွေကဆွန့်ခွာပြီးတော့တွားကြမှာပဲလို့တို့ဆိုလို့တယ်အဲ့ဒါကြောင့်မလို့ကံကောင်းတယ်ဆိုတာ lucky နော် lucky လို့စာထဲမှာရေးထားအဲ့တော့ကံကောင်းစေတတ်တဲ့အကြောင်းတရားတွေကိုမိမိကိုယ်တိုင်ပဲလုပ်ကြမှာဖြစ်လို့ဒါကိုပဲရည်ညွှန်းပြီးတော့ပြောတာအတ္တနာကုရုတေလက်ခိအလက်ခိကုရုတတနာနာဟိလက်ခိအလက်ခိဝါအညောအညတ္တကာရယေဆိုလိုတာကံကောင်းအောင်လဲမိမိကိုယ်တိုင်ပဲလုပ်တာပဲဖြစ်တယ်ကံမကောင်းအောင်လုပ်တာလည်းပဲမိမိကိုယ်တိုင်သာလည်းဖြစ်တယ်လူတယောက်ရဲ့ကံကောင်းမှုမကောင်းမှုသူစုံတယောက်တော့သူကလုံနိုင်တာမဟုတ်ဘူးလို့ကံကောင်းခြင်းမကောင်းခြင်းဟာကိုယ့်ပေါ်မှာသာမူတည်တယ်ဒီအချက်တွေဟာကံကောင်းစေတတ်တဲ့အကြောင်းတရားတွေသာဖြစ်တယ်လို့တိရိကာလကံနေဆက်မှာဒီအချက်တွေကိုထိသွင်းပြီးတော့ဖော်ပြထားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့နေ့စဉ်ဘဝမှာကံကောင်းခြင်းကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တရားလျောစွာကံကောင်းမှုအတွက်တို့ဘာတွေရှိရမယ်ဘာတွေလုပ်ရမယ်ဆိုတာရှင်းရှင်းလင်းလင်းသိရှိပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမရရှိပြီးတဲ့အခါမိမိတို့ကိုယ်တိုင်ဆင်ញင်သုံးသပ်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်သာလေမှန်ကန်သောကံကောင်းခြင်းကိုတို့တွေရရှိမှာဖြစ်တယ်ကံကောင်းအောင်ဘယ်လိုထိမ့်သိမ့်စောင့်ရှောက်ရမယ်ဆိုတာတွေဟာလေလမ်းညွှန်မှုပြုထားတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဒီလိုတန်ဖိုးရှိတဲ့အဆုံးအမတွေဟာမြတ်ဗုဒ္ဓရဲ့သာသနာလို့ဆိုတဲ့ဘုရားရဲ့အဆုံးအမဒေသနာတော်တွေထဲမှာရှိတယ်တို့တွေဟာအခုလိုအချိန်ကောင်းနဲ့ကျုံနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရနိုင်သမျှရအောင်တို့တွေသိယူကြမယ်မှတ်သားကြမယ်ဘာဟုတ်သစ္စာမင်္ဂလာဘောဓုတရှိအောင်စာရီဖတ်ကြမယ်ဖះဘာတွေဆုံးမခဲ့တယ်ဆိုတာတို့တွေသိအောင်ကြိုးစားမယ်လို့ကိုစီစိတ်ထဲမှာနှလုံးသွင်းပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း